football မှာစာရေးပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါ33ပွဲကဆော့ဆော့ပဲပြီးသွားတာပေါ့နော်ဒီ Brighton နဲ့ Liverpool 2-1 ဆိုတဲ့ result မှတ်ပြီးသား standing ကတော့အားလုံးသိပြီးသားအဆင့်9မှာ Villa ကိုတပွဲပို2မှတ်ရော့ဒီ Chelsea နဲ့အမှတ်2တပွဲပို Chelsea ကတပွဲရော့ဆိုတဲ့အနေအထားဆိုတော့ Champions League ဝင်ခွင့်အတွက်တောင်မှတော်လေးစိုးရတဲ့အနေအထားကိုရောက်လာပြီဆိုတော့ဒီနေရာမှာဒီပွဲနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြောရမှာဘာကြောင့်Brighton Liverpool ကိုတကိုးတည်းကတ်နိုင်တာလေအဲ့ဒီဟာကိုနားအောင်မလဲနိုင်ဘူးပြီးတော့နောက်ထပ်မေးခွန်းက Liverpool ဘာကြောင့်ဒီလောက်ထိစိုးရွားစုပ်ပြတ်တဲ့ညံပြင်းရတာလေပေါ့နော်ဆိုတော့ဒီလောက်စိတ်ပြက်စရာကောင်းတဲ့အသင်းတစ်သင်းကိုဘလို့များစဉ်းစားပြီးတော့အကောင့်ထဲပေါ်လိုက်တယ်လေဆိုတာရေနောက်ထပ်မေးခွန်းက half time မှာဘလို့ပဲပြော somehow survive လေးတော့ဖြစ်နေသေးတယ်ဘိုးလည်းအဲ့ဝင်သွားတယ်သူတို့ဘလို့စကားတွေနဲ့ဘလို့ညှိနှိုင်းမှုတွေဘလို့ပြင်ဆင်မှုတွေလုပ်ခဲ့တယ်လဲဆိုတော့တော်တော်သိကြတယ်ဒုတိယပိုင်းမှာစိတ်ပြက်စရာအကောင့်တစ်ခါအကောင်းဆုံးပုံစံကိုရောက်သွားလို့ဆိုတော့ရှုံးတာထက်ရှုံးပုံရှုံးနည်းကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်ဆိုတော့ရှုံးတာထက်ကိုအများကြီးပိုဆိုးတာကဒီရှုံးပုံရှုံးနည်းပဲလီဗာပူးရှုံးသွားတဲ့ပုံစံပြီးတော့ဒီ Brighton ပေါ့နော် Brighton ဟာတကယ်ကိုထိုက်တန်တယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့သူတို့ဂိုးတွေရခဲ့တဲ့တယ်လို့ပဲပြောရမယ်။နောက်တခါလေကျတော့ဒီအသင်းတစ်သင်းကိုဝေဖန်တယ်နီးပြဝေဖန်တဲ့အခါကျရင်ကျွန်တော်နည်းနည်းလေးစဉ်းစားရတယ်သူဘာအခက်အခဲတွေရှိလဲဒီတန်ရာပွဲပယ်ပြဿနာဆိုအစရှိသဖြင့်ပေါ့ဆိုတော့ဒီပွဲမှာဒါဆာလာမပါဘူးပြီးတော့အခက်တခဲဒါစောစီတန်ရသွားတယ်နောက်တစ်ချက်လီဗာပူးက UCL ကပြန်လာတယ်ဘာ featuring ဆိုင်ရာ congestion တွေရှိတယ်ဒါတွေအကုန်လုံးမှန်တယ်ဒါပေမဲ့လီဗာပူးဆိုတာကအဲ့လိုမျိုး excuse တွေကိုစုထားပြီးတော့ဟိုနားလည်မှုကိုအလျှော့အတင်းလုပ်ရမယ့် level မဟုတ်ဘူးအဲ့လိုလုပ်ရမယ့် level ဆိုရင်တော့မှဒီလောက်တော့မညံ့သိဘူးဒီအသင်းရဲ့ standard ကိုဒီလောက်အထိနှိမ့်ဆင်းသွားအောင်တော့မဖြစ်သင့်ဘူးအဲ့တော့အဓိကစိတ်ပြတ်စေတဲ့အကြောင်းအရာကထားပါတော့ injury ပြဿနာကြောင့်သို့မဟုတ်ဟိုဘယ်လိုခေါ်မလဲပွဲပန်းလို့ရှုံးတယ်အဲ့လိုမျိုးပုံစံမျိုးမဟုတ်ပဲနဲ့သူတို့ရဲ့ shape ကြောင့်သူတို့ရဲ့ confidence Liverpool မပြနိုင်တဲ့ intensity identity အဲ့ဒီအရာတွေအကုန်လုံးပြီးတော့ခံစစ်ပြဿနာခံစစ်ဟာတော်တော်ကိုစိုးစိုးရွားကစားသွားတော့တွေ့ရတယ်အကုန်လုံးဟာဖျို့ဖျဲပြိုကွဲလွယ်တဲ့အသင်းတစ်သင်းဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ပြီးတော့ဒီအမှန်တိုင်းပြောရင်ဒီရာဒီလီဗာပူးကိုကြည့်ရတာနည်းနည်းလေးပင်ပန်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကဟိုကောင်းကောင်းကစားနိုင်တဲ့စွမ်းရည်ရှိပါလေရနဲ့ပြီးရင်မဟုတ်တော့ဘူးဆိုတဲ့ဟာမျိုးခဏခဏပြလို့တော်တော်လေးဟိုနားလေရခက်တဲ့အသင်းတချို့အခုဒီလက်ရှိပရီးမီးယားလိဂ်မှာတော်တော်လေးရှိတယ်လီဗာပူးလည်းပါတယ်ပေါ့နော်ကလာတာဆာရေးကိုပြီးခဲ့တဲ့ပုံတုံးတွေကသူတို့ကောင်းကောင်းလေးကစားပြတယ်ပြီးတော့ league ကိုပြန်ရောက်လာတယ် Tottenham ဒီ Brighton ဆိုတော့ဒီပွဲတွေမှာကျွန်တော်တို့တခါပုံပြက်နေတဲ့အသင်းတစ်သင်းတို့ကပြန်ပြီးတော့ညင်ရတယ်ဆိုတော့အဲ့ဒီအရာကကျွန်တော်တို့ဟောလီဗာပူးကနှိမ့်မြင့်တက်ကြလေးရှိနေတယ် up and down တွေရှိနေတယ်တော့ပြောလို့မရတော့ဘူးအဲ့လို romantic ဆန်ဆန်ပြောရမယ့်အခြေအနေလည်းမဟုတ်တော့ဘူးအဲ့ဒါကြီးကတကယ်ဟို identity crisis ပဲအခုလီဗာပူးဖြစ်နေတဲ့ပြဿနာကသူတို့ဒီရှင်းပြအသင်းကောင်းတစ်သင်းပေါ့နော်အသင်းကောင်းတစ်သင်းဆိုတာဟိုပွဲတစ်ပွဲကိုကောင်းကစားတယ်ပွဲနှစ်ပွဲကိုကောင်းကစားတပွဲကောင်းတယ်မလုံးတော့ဘူးဗျာလွယ်ပြောရင်ဒီ standard ကောင်းတစ်ခုကိုအမြဲတမ်းမထိန်းနိုင်ရင်တော့မှပွဲဟိုဘယ်လိုခေါ်မလဲပွဲအများစုမှာထိန်းထားနိုင်ရမယ်အဲ့တော့အဲ့လို level မျိုးမှာမရှိနေဘူးလို့ခံစားရတယ်ဒီတစ်ပတ်မင်းသားနောက်တစ်ပတ်လူချမ်းဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးဒီဘက် hero နောက်တစ်ဘက် villain ဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးအဲ့ဒီပုံစံမျိုးကိုမြင်ရတာတော့တော်တော်ဆိုးတာမရှိဘူးဆိုတော့ဒီပွဲမှာပြီးတော့အဓိကမေကွန်းထုတ်ချင်စရာကစောစောကျွန်တော်ပြောတဲ့အဲ့ပထမပိုင်းအပြီးသူတို့အဲ့ဒီပထမပိုင်းအပြီးအဝလဲကန်းထဲမှာသူတို့ဘာတွေပြောတာလဲဆိုတာအဲ့ကျွန်တော်အရင်သိချင်တာပဲဘာတွေပြောပြီးတော့ဘာတွေနီးပြပိုင်းဆိုင်ရာဘယ်လိုညွှန်ကြားချက်တွေပေးသလဲဘယ်လို adjustment တွေလုပ်သလဲအဲ့ဒီအရာဘယ်လိုသူတို့ရဲ့ဟိုဘယ်လိုနေရာတွေကိုပြင်မယ်ကစားသမားတွေကို composure အပိုင်းကိုဘယ်လိုထက်ပေးမယ်အစရှိသဖြင့်ပေါ့အဲ့ဒီအရာတွေကိုနီးပြကမှန်မှန်ကန်ကန်မှားလိုက်ရဲ့လားနီးပြတလွဲတွေများမှားလိုက်သလားပို့ပြီးတော့အဆိုးရွားသွားတဲ့အစီအမံတွေချလိုက်သလားသို့မဟုတ်နီးပြမှန်ပါလျက်နဲ့ကစားသမားတွေကပဲစုပ်ပြတ်တတ်နေတာလားတော်တော်လေးကိုဝေခွဲမြဖြစ်မိတယ်ပေါ့နော်တေချာတာတော့တော်တော်ညံ့တယ်တော်တော်ဆိုးတယ်ဟုတ် Brighton ကကျွန်တော်တို့ပိုပြေးတယ်ဗောနော်ဒီဘက်မှာ distance cover ပိုများတယ်ပေါ့ဆိုတော့ဟိုဒီဟာလေနည်းနည်းတော့အံ့ဩစရာကောင်းတယ် Brighton ဆိုတာကဘောလုံးကို
အဲ့လိုမျိုးဒီ distance cover နဲ့ကစားတဲ့အသင်းမျိုးမဟုတ်ဘူး Liverpool ကကြတော့တကယ် energy အသင်းဆိုတာမျိုးနဲ့ကျွန်တော်တို့ဆွဲလာကြတာဒါပေမဲ့အခုက Brighton က Liverpool ထပ်ပိုကစားရတယ်ဆိုတာကအဲ့တော့ကျွန်တော်တွေးစရာလည်းရှိပါတယ် Liverpool အဲ့ဒီ fixture congestion ပြဿနာပေါ့နော်သူတို့ physical tire ဖြစ်နေသလားဆိုတော့ဒါတွေးပြီးလို့ရတယ်ဟုတ်ပြီအဲ့တော့အသင်းကြီးတစ်သင်းပေါ့အထူးသဖြင့်အသင်းကြီးတစ်သင်းဟာရုပ်ပိုင်းဆိုင်ရာအရာမောပန်းနွမ်းလျနေရင် tactically smart ဖြစ်ရမယ် okay ကျွန်တော်နောက်တစ်ဆင့်ထပ် short ပြီးစဉ်းစားမယ် tactically smart မဖြစ်ရင်ရောအဲ့လိုမဖြစ်ဘူးဆို emotional က sharp ဖြစ်ရမယ် Liverpool ကဘာမှမပြနိုင် Liverpool ကပင်ပန်းနေတဲ့အသင်းဆိုလဲသူတို့ပဲရှုပ်ထွေးနေတဲ့အသင်းဆိုလဲသူတို့ပဲအားရော့နေတဲ့အသင်းဆိုလဲသူတို့ပဲအားမလို့အားမရကစားပုံသူတို့ပဲဆိုတဲ့ပုံစံမျိုးမြင်ရတယ်ဆိုတော့ဒီလောက်ထိဟို Liverpool ကိုတရားစီမှာဒီလောက်ထိကြည့်ရင်လည်းစိတ်ပြတ်မိတဲ့ပွဲမရှိတော့အထူးသဖြင့်ခံစစ်ကနာဒီအဲ့ကနာဒီက penalty ပေးရမလို့ဖြစ်သေးရတော့ဒါပေမဲ့ထားပါတော့ဒီ penalty ကကျွန်တော်အမြင်တော့မပေးသင့်ဘူးဒါပေမဲ့တကယ်ဆူဆူရွရွဟိုစီးမဲ့ကမ်းမဲ့ဖြတ်ထုတ်မှုမျိုးအဲ့တော့ရှုံးတော့ပေါ့အာလက်စလော့ရဲ့နောက်တစ်ပြဿနာတစ်ခုပေါ့နော်ပြဿနာရတယ်များတဲ့ခါကျတော့တော်တော်စဉ်းစားပြီးပြောနေရတယ်အဲ့ game state ကိုမထိန်းနိုင်တဲ့ပြဿနာ Liverpool ခြေပါဝေးရပြီးသွားပြီအနည်းဆုံးတော့ဟို survive လုပ်စရာသို့မဟုတ်လေဗျာဟို structure တစ်ခုကိုပြန်ပြီးတော့တည်လို့တိဆောက်လို့ရပြီပေါ့နော် Brighton ရဲ့ဒီ energy အဲ့ဒီအချိန်မှာအဲ့ဒီ1-1ဖြစ်သွားပြီးတဲ့အချိန်မှာလဲ Brighton ကကိုယ်တိုင်လဲနည်းနည်းယိုယွင်းနေတဲ့အချိန်Brighton ကို freeze လုပ်မယ် tempo ကိုဟို Brighton ရဲ့ tempo တွေကို short ချပစ်မယ်ကိုယ့်ရဲ့ဒီ ball circulation နဲ့ဟိုတိုင်းဒီ ancient အသင်းရဲ့ပြိတ္တကိုရောကစားသမားတွေကိုရောကိုယ်ခွင်ထဲကိုဆွဲခေါ်ပြီးတော့ကစားမယ် game ကိုကိုယ်ထိန်းချုပ်ပလိုက်မယ်ဘာတစ်ခုမှမလုပ်နိုင်ဘူး Brighton လိုချင်တဲ့ game Brighton ကစားချင်တဲ့ play Liverpool အဲ့လိုပဲလိုက်ကစားနေတယ်နောက်ပိုင်းကျတော့ဟိုထားပါတော့ကျွန်တော်တို့ Frimpong နော်ဒါ Frimpong ဟိုထုတ်လိုက်ရတယ် mental ကစားတာအရင်ကောင်းတယ်အဲ့တော့ Frimpong ကိုထုတ်တယ် Nkomoa ကိုထည့်တယ်ဟိုဆိုထူးထူးခြားခြားပဲဒါလူသားဝင်တာ60ကျော်ပဲဝင်တယ်ဆိုတော့နည်းနည်းတော့အံ့ဩသွားတယ်ဒါပေမဲ့အဲ့ဒါကလည်း Nkomoa ကိုထည့်ခြင်းစိတ်ထက် Frimpong တော့မရတော့ဘူးအခြေအနေမကောင်းတော့ဘူး mental ကိုဟိုယူနေပြီဆိုတာကြောင့်ဖြစ်သွား